Hello everyone, welcome back to my another vlog. ဒီနေ့မှာတော့တငယ်ချင်းနဲ့ BTS ကိစုံမှာရှိတဲ့ကမ်းခြေလေးကိုတွားရတာလေးပါ။ချက်ချင်းကောက်ခံခင်ကအရင်ဆုံးဖြတ်ပြီးတော့တွားလိုက်တာဆိုတော့ဘာမှတော့ပြင်ဆင်သွားတော့မရှိဘူးလို့။အရင်ဆုံး Airy Station ကိုတွားပါတယ်။ Airy Station ကနေခိဟာလာခါဟာလာဘယ်လိုခေါ်လဲမသိဘူးအဲ့ကိုတွားမှာပါ။ BTS Station ရောက်တော့ ticket တွေပါဖြတ်ပြီးတော့ရထားဆောင်ပါတယ်။တိတ်မကြောက်ဘူးနော်45မိနစ်လောက်စီးပြီးတော့အဲ့ကိုရောက်သွားပါတယ်။ ferry နဲ့ပဲအဲ့ခင်းချေကိုဆက်သွားတယ်ပေါ့နော်။တယောက်ကိုမှ20ပဲကြာပါတယ်။အမှတယောက်20ပဲကြာတော့ပြန်မှဆိုပြီးတော့တရားတိုင်းပြလိုက်တာပြန်မှတော့တကယ်ချင်းစုနေရပါ။ဟိုရောက်တော့ထိုင်းစရာနေရာတွေဆိုင်တွေလည်းအများကြီးတွေ့ပါတယ်။ဒါပေမဲ့ဒီဆိုင်လုံးဆိုတဲ့ restaurant ကိုပဲထိုင်ခဲ့ပါတယ်။ကမ်းခြေမှာတယောက်နဲ့သူရောက်လာတော့တကယ်ကြီးကနေထီပေါက်မှာထိုးဆိုလို့ထိုးလိုက်တာပါရတော့ရခဲ့ပါတယ်နောက်နာရီဒီနေရာလေးကအရင်ကိုတားရရေပေါ့နော်ဘန်ကောက်မြို့ထဲမှာပဲအရင်လည်းမဝေးတော့တစ်ခေါက်တော့သွားတင်ပါတယ်လုံးဝ relax ဖြစ်ပြီးတော့တော်တော်လေးကိုတားရပါတယ်အစားတော့ sunset ကြည့်မယ်ဆိုပြီးသွားခဲ့ရအဲ့နေရာမဟုတ်တော့ sunset တော့မကြည့်ခဲ့လိုက်ရပါဘူးဒါပေမဲ့သူ့ရာသီဥတုလေးနဲ့ view လေးနဲ့တော်တော်လာပါတယ်စိတ်ပန်းဖြည့်ချင်လို့ရှင်တော့ဒီနေရာလေးကသွားတဲ့နေရာလေးမှာပါရပေါ့နော်ပုံလေးလည်းရိုက်လို့တော်တော်လာပါတယ်တွားတဲ့နေ့တော့လူလည်းတိတ်ပြီးတော့အများကြီးတော့မရှိဘူးပေါ့နော်။ကမ်းခြေတစ်လျှောက်လုံးလမ်းလျှောက်ခဲ့ရတော်တော်စိတ်ပန်းပြေးသွားပါတယ်။ဆိုင်ရှိမှာပဲ handmade ဆိုင်လေးလည်းရှိရပါတော့ပြီးတော့ခွက်လေးတွေရောအစုံရောင်းတဲ့ဆိုင်လေးလည်းတွေ့ခဲ့ပါတယ်မကြခင်လဲမောင်တော့မှာဆိုတော့ဆိုင်ငယ်ငားပြီးတော့ပြင် BTS station ကိုပြန်ပါတယ်ပုံမှန်ဆိုရင်တော့ဆိုင်ငယ်စီးနေကြတော့မဟုတ်ဘူးတော့ကြောက်လို့တကယ်ချင်းကဆိုင်ငယ်ပဲစီးချင်တယ်ဆိုလို့ဆိုင်ငယ်ပဲစီးလိုက်ပါတယ်အရှိန်လည်းမတက်ဘဲနဲ့ကိုယ်လိုက်တာတော်တော်လန့်သွားတာဆိုတာBTS station ရောက်တော့ကိုပြန်မဲ့ station ကိုထောက်ပြီးတော့ ticket ထုတ်ပါတယ်ရထားပေါ်ရောက်တော့ရထားပေါ်မှာဘယ်သူမှမရှိရနဲ့ကင်မရာထောင်ပြီးတော့ရိုက်ချင်တာရိုက်နေရပါတကယ်ကြောက်ချက်ဖက်လာခဲ့လို့တော်ကီဖုတ်ချင်အောင်ဆောင်မယ်ဆိုပြီးတော့ပြောပါတယ်ဒါပဲလေ post တွေပဲဆက်တိုက်ပေးနေတာတော်ကီဖုတ်မယ်ဆိုပြီးတော့တော်ကီဖုတ်တဲ့ရောင်းတော့မပေါ့
တကယ်တော့သူကဒီကိုလာနေတယ်ဆိုတော့သူအသေးကွဲနေလို့ပါအသေးကွဲတာကိုမိမိပြောဖျက်အောင်ဆိုပြီးတော့လာတာပါဒါပေမဲ့သူကလက်တစ်ချောင်းလုံးနဲ့အသေးကွဲနေတဲ့ post ကြီးနဲ့အသေးကွဲနေတဲ့အကြောင်းကိုပြောပါတယ်တရောက်တော့ညနေ9:57ဖြစ်သွားပါပြီ။အမဖုန်းပေးရလဲကုန်ဘက်ထရီကလည်းတောင်းခဲ့နေဆိုင်ငယ်ခေါ်တာတော်တော်ထိုင်ပတ်သွားတယ်။ဒါတော့အိမ်ပြန်ပါပြီ။ See you in the next video.